တောင်းအကြောင်းပြချေဦးမီတို့မနုံကိုစုံတယ်နိဒီအောက်ပါဒီဆိုင်မပြရဲ့ဒီအတိပယ်အနေနဲ့မှန်တဲ့အရာပေါ့နော်ဟုတ်ပြီဒီအများလေးနဲ့ဒီစပိန်ပုံစံလေးပြထားတယ်ဆိုရင်ခြားချောင်းကိုဦးဆုံးတို့ဖြိုချီပေါ့နော်ဒီစပိန်ဦးစားပြီးလမ်းအမှတ်သားပါတဲ့နော်ဟုတ်ပြီနောက်တစ်ပုဒ်ဒီနံပါတ်80ကတောင်းချာသူဘူမွန်းနေတဲ့နော်ချာသူဘူမွန်းနေဆိုတာဒီကားလန်းအစိပ်ပိုင်းရဲ့ပေါ့နော်ခါချမ်းကြတွေရဲ့စောချီတွင်ဆိုတာဒီအစွန်မှာပေါ့နော်ခါချမ်းကြတွေဆိုတာဒီအစွန်အဖျားကိုပြောတာပေါ့နော်ဒီစွန်မှာတဲ့စောချီတွင်နှုံမြောင်းဖြူချီဒီဆွဲထားတယ်ပေါ့နော်ဒီမှာဆွဲထားတဲ့ဒီမြေပြင်အမတ်သားရဲ့စောမြောင်းတို့ဒီရှေ့ဘက်ချက်အနေနဲ့မနုံကိုစမှန်တဲ့အရာကတော့တဲ့နော်ဒီလိုမျိုးပုံစံလေးအမှတ်သားရှိတယ်ဆိုရင်တရားကချောင်းချမိချူချကုန်ကြည့်ဟုတ်ပြီကားခဏရက်တာနဲ့ဒီကားပါကင်ထိုးတာကိုတားမြစ်တယ်ဆိုတာကိုတဲ့ဖြူချီရနုံကိုပေါ်ပြထားတဲ့အရာဒီအမှတ်သားပြုထားတဲ့အရာဖြစ်ပါတယ်တဲ့နော်နောက်တစ်ပုဒ်တောင်းမကြောင့်ဖြူချီဝီမီတို့မနုံကိုတရားလည်းမှန်တဲ့အရာပေါ့နော်ဒီပုံစံလေးနဲ့ဟုတ်ပြီဒီပုံလေးနဲ့ဆိုရင်ဒီမှာအဖြစ်မှန်အခူချာတို့ရဲ့ဆိုတဲ့ဒီလမ်းလေးဝဆုံမှာပေါ့နော်လမ်းဆုံမှာကြာဝဲချောင်းဟာတယ်နော်ခြားတယ်ငီးတဲ့ဒီဘယ်ကွေးမဲ့ကားကဒါတော့ကျူထုံငယ်ပန်းငယ်ကထွဲကြည့်ရန်တို့ဒီတစ်ဖက်ရင်ကျောကိုတဲ့နောက်ဆက်မဖြစ်အောင်လို့ဒီနှုတ်ဆက်ထုံးဆိုတော့ဒီမီးစိမ်းပြနေတဲ့အချိန်ပေါ့နော်မီးစိမ်းပြနေတဲ့အချိန်ဒီဘဲကွေးတဲ့မီမပြခင်ပေါ့နော်မီးစိမ်းပြနေတဲ့တောတွင်မှာဒီကျူချာတို့အနေဆိုဒီလမ်းစုံအထဲမှာပေါ့နော်ဒီလမ်းလေးခွာစုံထဲမှာဒေဂီဟာနော်ကြည်ချောင်းဒီခဏရက်ဆောင်တဲ့နေရာပေါ့နော်ရက်ဆောင်တဲ့နေရာကိုလည်းဖြူချီရနော်ကိုအမတ်သားပြုထားတဲ့အရာဖော်ပြထားတဲ့အရာဖြစ်ပါတယ်တဲ့နော်အဲ့ဘကကျွန်တော်တောင်းအကြောင်းဖြူချီရဲ့ဝီမီတို့မနုံကိုဆုံးတယ်နော်ဒီအမတ်သားပေါ့နော်ဒီအကြောင်းဖြူချီအမှန်တဲ့အရာတော့ဟုတ်ပြီကြည့်အောင်နော်ဂီလ်ကာချမ်းဂျာရီကူယုတ်ဆောင်ဖြူရှိဂီလ်ကာချမ်းဂျာရီရုပ်ပြီဒီကောင်ကကျတော့လမ်းရဲ့ဒီမှာဘေးမှာအဖြူမြင်းလေးတားတာရှိရောနော်ဒါဒီလမ်းရဲ့ဒါအစွန်မဲပေါ့နော်ဒီဘက်ကိုကားရောက်လို့မရဘူးပေါ့နော်အဲ့မှာဂီလ်ကာချမ်းဂျာရီကူယုတ်ဆိုတာဒီကားလမ်းရဲ့အစွန်နေရာကိုတဲ့ဒီအမတ်သားပြုထားတဲ့အရာတဲ့ဖော်ပြထားတဲ့အရာနော်လမ်းအဲ့ဒီအထိပဲပေါ့နော်ဒီလမ်းရဲ့နေဆုံးပေါ့နော်ဟုတ်ပြီနောက်တစ်ပုဒ်တောင်းနှုံမြောင်းဖြူချေဦးမီတို့မနုံကဒါလည်းမှန်တဲ့အရာပေါ့နော်ဒီပုံစံလေးဘာကိုပြောတာလဲဆိုတော့ချောင်းပန်းငယ်တဲ့ဒီပြောချင်တာဒီပါပေါ့နော်ဒိုင်မွန်ပုံစံလေးပေါ့နော်စိန်ပုံစံလေးကချောင်းပန်းငယ်ရှေ့မှာတဲ့ဝန်ထမ်းဘို့သူကအီစမွာလီနုံကိုဒီရှေ့မှာလူကူမြညာရှိတယ်ဆိုတာကိုတဲ့တီးပေးတဲ့အရာဖြစ်ပါတယ်တဲ့နော်ဟုတ်ပြီနောက်တော့တောင်းပန်းငန်းဖြူချီဝါတဲ့နော်ဒီအောက်ပါဒီပန်းငန်းဖြူချီဆိုတာဒီညွန်ပြတဲ့ဒီအမတ်သားပေါ့နော်ညွန်ပြတဲ့အမတ်သားတင်ကြတာနဲ့ခွန်လျောင်းတင်ဆက်တဲ့စောမြောင်းကိုရှင်းပြချက်အနေနဲ့မာနုံကိုမှန်တဲ့အရာတဲ့နော်ဟုတ်ပြီဒီဆိုင်းပုတ်လေးနဲ့မှန်တဲ့အရာပေါ့ကြည့်အောင်နော်နာသူလမှု IC တဲ့နာသူလမှု IC ရဲတဲ့မြောင်းချင်းကိုနဲ့အမီရတော့ပေါ့နော်ဒီနာသူလမှု IC ရဲ့မြောင်းချင်းဆိုတာဒီကားလမ်းရဲ့ဒီပြောရရင်တော့ခွဲထွက်တဲ့လမ်းနာသူလမှုဆိုတာနော်ဒီအမြန်လမ်းကနေခွဲထွက်တဲ့လမ်းကိုနာသူလမှုလို့ခေါ်တာပေါ့နော်ဒီနာသူလမှု IC ရဲ့မြောင်းချင်းဒီနာမည်ကတော့ဂွန်ဖူဖြစ်ပါတယ်နော်ဒီကနေခွဲထွက်မဲ့လမ်းကတော့ဒီအမြန်လမ်းကနေဒီခွဲထွက်မဲ့လမ်းပေါ့နော်ဒီကတော့ဂွန်ဖူသွားတဲ့လမ်းဖြစ်ပါတယ်ဆိုတာကိုပြောတာပေါ့နော်နာသူလမှုဆိုတာဒီခွဲထွက်တဲ့လမ်းပေါ့နော်လမ်းခွဲပေါ့နော်ဟုတ်ပြီနောက်တစ်ပုဒ်ကိုဆိုးသူတို့ရဲ့ solid ဖြိုချီပန်းဆိုခဲ့တဲ့နော်ဒီအမြန်လမ်းမှာပေါ့နော်တက်ဆင်ထားတဲ့ဒီဖြိုချီပန်းဆိုတော့ဒီဆိုင်းဘုတ်ပြားဆိုခဲ့အထဲမှာတဲ့ဒီဆိုင်းဘုတ်ပြားထဲမှာပေါ့နော်တဲချောင်းနဲ့ပဲစားရှိ3ကီလိုမီတာကတဲ့ဒီတဲချောင်း143ကီလိုမီတာကဝီမီယာနုံကိုဆိုလိုတဲ့အရာတဲ့နော်တဲချောင်းဒီ140အပေါ်ဆုံးမှာပေါ့နော်143ကီလိုမီတာဘာလို့ဆိုလိုလဲဆိုတော့ဒီကားအဖြေမှန်ကြည့်ကြည့်ပါဦးနော်ကားချမ်းမုံဂျိုဒါခဲတွင်နော်ဆိုတာဒီကာချမ်းမုံကျော်တားခဲ့တယ်နော်ဆိုတာဒီအရင်ဆုံးဒီပေါ်လာမဲ့ပေါ့နော်ဒီအရင်ဆုံးပေါ်လာမဲ့ဒီဒေချောင်းဂျီယော့ဆိုတာဒီဒေချောင်းနယ်တဲ့နာသူလမှုကာကြီးရဲ့ဟုတ်ပြီဒေချောင်းကိုခွဲထွက်မဲ့ဒီလမ်းအထီးတဲ့ချမ်းယောကိုဒီဆိုတာဒီလမ်းအကွာဝေးပေါ့နော်ဒီပြောရရင်ဒီဒေချောင်းကိုခွဲထွက်မဲ့ဒီလမ်းခွဲအထီး143ကီလိုမီတာကျန်နေတယ်ပေါ့နော်အဲ့ဒီအကွာဝေးကိုဆိုလိုတာပေါ့နောက်တော့တောင်းစားခြင်းဆိုခဲ့ပေါ့ဒီပုံအထဲမှာတဲ့ယူထုံးဖြူကြီးရဲ့ဒီယူထုံးဖြူကြီးဆိုကားငယ်ခွေးအမတ်သားနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တဲ့ဟုတ်ပြီစောလမြောင်းကိုလို့ရှင်းမဲ့ချက်အနေနဲ့ထူလင်းကို
မှားတဲ့အရာကတော့ဒီကောင်ကတော့မှားတဲ့အရာပေါ့နော်ဟုတ်ပြီအဖြေမှန်ကြည့်ကြည့်မယ်မှားတဲ့အရာရဲ့အဖြေမှန်ပေါ့နော်ကြီးရှိဖြူကြီးမလို့တဲ့နော်ဒီကတော့လမ်းညွန်ဆိုင်ပုတ်ဖြစ်တယ်ပေါ့နော်လမ်းညွန်ဆိုင်မှုဖြစ်တဲ့အတွက်ကြောင့်ဒီနုတ်ဆက်သုံးဝါရှိရမှဒီမီးစိမ်းပြတဲ့အချိန်မှာပဲတဲ့ယူထောင်းဆွေတာကားငယ်ကွေနိုင်တယ်ဟုတ်ပြီဒီဆိုင်မှုကတော့လမ်းညွန်ဆိုင်မှုဖြစ်တယ်မီးစိမ်းပြတဲ့အချိန်မှာဒီကားငယ်ကွေနိုင်တယ်ဒီတိုင်းယူတာမှန်တွေးကြည့်မယ်ဆိုရင်ပဲသူမားနေတယ်ပေါ့နော်မီးစိမ်းပြတဲ့အချိန်ဒီကားငယ်ကွေမယ်ဆိုရင်တစ်ဖက်ရင်ချိုးလာတဲ့ကားနဲ့အက်ဆီဒန့်ဖြစ်နိုင်မှာဖြစ်မှာပေါ့နော်ဒီတရားတော့မှားတဲ့အရာပေါ့နော်ရှင်းလင်းလင်းပါနော်နောက်တော့တောင်းအကြောင်းပြုကြီးသူစရုခါချမ်းအိုလုံးကိုဆုံးနဲ့နော်ဒီဆိုင်ဖို့ပြရဲ့အတိတ်ပဲနေနဲ့ဒီအမှန်ကန်ဆုံးအရာကတော့တဲ့ဟုတ်ပြီနော်ကားနဲ့ဒီဆိုင်ငယ်လေးကိုသူခရော်လေးပြထားတယ်နော်7 နာရီကနေပြီးတော့ဒီမနက်7 နာရီကနေပြီးတော့ညနေဒီ10 နာရီထိပေါ့ည10 နာရီထိ20 နာရီဆို8 နာရီထိပေါ့နော်မနက်7 နာရီကနေညနေ8 နာရီထိပေါ့ကားနဲ့ဆိုင်ငယ်လေးကိုခရော့ပြရတယ်ဒီရဲ့အဖြေမှန်ကျတော့ခြားသုံးခြားရဲ့ခြားသုံးခြားဝါတဲ့နော်ကားနဲ့အီဒင်းခြားသုံးခြားဆိုတာဒီနှစ်ဘိန်းတက်ရင်ဆိုင်ငယ်ကိုပြောတာပေါ့နော်နှစ်ဘိန်းတက်ရင်ဆိုတော့ဟုတ်ဒီဒီနောက်ပြီးတော့ကျတော့ဝုံသုံးကြီးချန်ချီခြားသုံးကိုဆိုတာဘက်ထရီစပိန်ပေါ့နော်ဒီမော်တာတက်စပိန်ဆိုတော့ဘက်ထရီစပိန်ကိုပြောတာပေါ့နော်8 နာရီကနေပြီးတော့ဒီမနက်7 နာရီနေပြီးတော့ညနေ7 နာရီထိထိုးရင်းကုန်ကြီးဒီဖြတ်တန်းသွားလာခြင်းမပြုအောင်ဆိုတာဒါလည်းရှင်းပါတယ်နော်နောက်တော့တောင်းအကြောင်းဖြူကြီးတာတာဒီအောက်ပါဒီဆိုင်ဖို့ပြရဲ့ဆိုင်ဖို့ပြအရာပေါ့နော်ဆိုင်ဖို့ပြကိုလိုက်ပြီးတော့တဲ့ခေါင်းရင်းသွင်းနှုံးခေါင်းကဆိုတာပြောရရင်တော့ကားချိတ်ဆွဲသွားတဲ့အခြေအနေကအာနင်းကိုဆိုတာမဟုတ်တဲ့အရာပေါ့နော်ပြောရရင်အဲဆိုရင်ဒီကောင်အဖြေမှန်ကြည့်ကြည့်ဦးနော်ဒီပုံလေးနဲ့ဟာပေါ့အဖြေမှန်ကအွန်ချောင်းကြာကတဲ့ခြားသူဂျုံကြီးရှိခီကိုဟုတ်ပြီဒီကားမောင်းသမားပေါ့နော်ကားကိုဒီရက်ပြီးတော့တဲ့ကားကိုအဲ့နေရာမှာရက်ပြီးတော့အွန်ချောင်းစော့ခဲ့ဒီထိုင်ကုန်မှာတဲ့စားဖွန်းတုံအန်ချာ4 မိနစ်အကြာထိုင်နေမယ်ပေါ့နော်အန်ချာအီနုံခေါင်းဟုတ်ပြီကားကိုခဏရက်တယ်ဆိုရင်အဲ့မှာ4 မိနစ်ကြာထိုင်ကားမှာပဲလူကလည်းရှိနေမယ်4 မိနစ်ကြာထိုင်နေမယ်အချိန်ဒီမှာဆိုရင်ဒီမှာဒီဆွဲတဲ့ကားသူ့ဆွဲသွားနိုင်တယ်ပေါ့နော်ဟုတ်ပြီ